လုပ်ငန်းခွင်တစ်ခုမှာအလုပ်လုပ်နေကြပြီဆိုရင်တစ်နှစ်ကိုတစ်ချိန်ဒါမှမဟုတ်နှစ်ချိန်လောက်ပေါ့အားလုံးရင်ခုန်ရတဲ့အချိန်တစ်ခုရှိတယ်လေဟုတ်တယ်ရှင့် performance review ခေါ်တဲ့လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်တဲ့အချိန်မျိုးပေါ့ဟုတ်ပါတယ်တချို့ဆိုရင်ညဘက်တောင်အိပ်မပျော်နိုင်တော့အောင် စိတ်လှုပ်ရှားရတယ်လေမှန်တာပေါ့ဒါပေါ့ဗျာပုံမလင်းလင်းပြောရင်ဒီလုပ်ငန်းစဉ်ကအကဲဖြတ်ခံရတဲ့ဝန်ထမ်းတွေတမကဘူးအကဲဖြတ်ရမယ့် manager တွေကိုယ်တိုင်လည်းတော်တော်လေးခေါင်းခဲရတဲ့ကိစ္စတစ်ခုပါပဲဘာလို့လဲဆိုတော့ပြောရဆိုရတာအင်မတန်ခက်ခဲလို့လေအဲ့ဒါကြောင့်မလို့ဒီကနေ့ကျမတို့ဆွေးနွေးသွားမယ့်အကြောင်းအရာကအရန်ကိုအသုံးဝင်မှာပါအကဲဖြတ်တဲ့အခါမှာသုံးနှုံးတဲ့စကားလုံးတွေရှောင်ကျင်ရမယ့်အမှားတွေနဲ့အကောင်းဆုံးချင်းကပ်ရမယ့်နည်းလမ်းတွေကိုလေ့လာသွားကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကနေ့လေ့လာမှုတို့ကျွန်တော်တို့အထူးအတုံးပြုသွားမယ့်ရင်းမြစ်ကတော့စာရေးဆရာ Khorisan Law နဲ့ Janice Keefe လို့ရေးထားတဲ့ Performance Appraisal Phrasebook ဆိုတဲ့စာအုပ်ထဲကကောက်နှုတ်ချက်တွေပဲဖြစ်ပါတယ်ဗျဒီစာအုပ်ကနေတဆင့်လူသားတဦးရဲ့လုပ်ငန်းခွင်စွမ်းဆောင်ရည်ကိုဓမ္မပဋိဌာန်ကြတရားမျှတစွာနဲ့ဥပဒေကြောင်းအရာခိုင်လုံမှုရှိစွာဘယ်လိုအကဲဖြတ်ရမလဲဆိုရင်ရွေးဝှက်ချက်တီကိုကျမတို့ရှာဖွေဖော်ထုတ်သွားမှာပါကဲဒါကိုအတိတ်စိတ်ဖြန့်ချက်ကြည့်အောင်ဗျဒီနေရာမှာကျွန်တော်စဉ်းစားမိတာလေးတစ်ခုအရင်ပြောချင်တယ်လူသားတွေဆိုတာစိတ်ယုံတယုံမှာစက်တိစီတွေမဟုတ်ဘူးလေဒါပေါ့ရှင်စစ်တီမှမဟုတ်တာဥမာဗျစိတ်ယုံတယုံမှာတနာရီကိုပလတ်စတစ်ခွာအလုံး100ထုတ်ရမယ်ဆက်တစ်လုံးရှိတယ်ဆိုပါတော့110ထွက်ရင်ဒီဆက်ကဆွမ်းဆောင်ရေးကောင်းတယ်ရှိချယ်ပဲထွက်ရင်ဒီဆက်ညံ့တယ်ဆိုပြီးအလွယ်လေးတိုင်းတာလို့ရတယ်လीကိန်းကနက်နဲ့တိကျပြလို့ရတာကိုဟုတ်တယ်ဒါပေမဲ့လူသားတွေရဲ့လုပ်ငန်းခွင်အခြေအနေကအဲ့ဒီလောက်မယိုးရှင်းဘူးဗျလူတယောက်ရဲ့အရေးတွေးတို့ပူပေါင်းပါဝင်မှုလို့စိတ်နဲ့တဘောထားစ조사အားထုတ်မှုတွေကိုကိန်းကနိုင်တဲ့ချီတက်နဲ့တွက်ချက်ဖို့ဆိုတာအရန်ကိုနည်းနည်းပါတယ်ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့အဲ့ဒါပါပဲလူသားတွေရဲ့စိတ်ခံစားမှုနဲ့လှုပ်ဆောင်ချက်တို့ကိုအကယ်ဖြတ်တဲ့နေရာမှာရှင်းလင်းပြတာပြီးတရားမျှတတဲ့စနစ်တစ်ခုရှိဖို့ဆိုတာအလုံးကိုအရေးကြီးရဲ့ရှင်ဆိုတော့အကယ်ဖြတ်တဲ့စနစ်တစ်ခုလိုအပ်လာတာပေါ့ဟုတ်တယ်ဒီနေရာမှာမန်နေဂျာတော်တော်များများအမှတ်မှားနေတဲ့အချက်လေးတစ်ခုကိုကျွန်မထောက်ပြခြင်းတယ်ဝန်ထမ်းတွေကိုအကယ်ဖြတ်ရခြင်းရဲ့အတိကရည်ရွယ်ချက်ကသူတစ်ပါးကိုအမားရှာဖို့အဖြစ်တင်ဖို့တတ်မဟုတ်ဘူးဆိုတာပါပဲများစုကတော့အဲ့ဒီလိုပဲထင်နေကြတာဗျာကိုကိုအပီလာပြောတော့မယ်ဆိုပြီးတော့လေတကယ်တော့ရည်ရွယ်ချက်အစစ်အမှန်ကအဖွာစီတစ်ခုမှာထူးချွန်တဲ့သူကိုထိုက်တန်စွာယာတုတိုးပေးဖို့စ조사အားထုတ်မှုအားနည်းနေတဲ့သူကိုရှစ်ဆက်တိုးတက်လာအောင်တွန်းအားပေးဖို့နဲ့တကယ်ကိုမတက်ဆွနိုင်တော့တဲ့သူတွေကိုအလောက်ကနေစနစ်တကျရက်စဲဖို့အတွက်အခြေခံအုတ်မြစ်တစ်ခုကိုချပေးခြင်းပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်အပြစ်ရှာဖို့မဟုတ်ပဲတကယ်ကိုတိုးတက်ဆွေခြင်းတဲ့ရည်ရွယ်ချက်နဲ့အကယ်ဖြတ်ရမှာပေါ့ဗျာဒါပေမဲ့လက်တွေ့မှာအကဲဖြတ်ပြီးဆိုရင်ကိုရေးကိုတာခန်းစားချက်တွေပါသွားတာကြတယ်လေအဲ့ဒါစိုးစုံပဲဒါကြောင့်အလုတ်ခွင်မှာအကဲဖြတ်မှုလုပ်တော့မယ်ဆိုရင်အဓိကလိုက်နိုင်ရမယ်ရွှေစီးမိတစ်ခုကိုစာအုပ်ထဲမှာဖော်ပြထားတာပါတယ်အဲ့ရကတော့လူကိုအကဲမဖြတ်ပါနဲ့လုတ်ဆောင်ချက်ကိုသာအကဲဖြတ်ပါဆိုတဲ့အချက်ပါပဲအေးရမှန်တဲ့စီမင်းပါပဲရှင်ကိုရေကိုသွေးကိုတွားမဝေးဖန်ပဲသူလုတ်ခဲ့တဲ့အလုတ်ကိုပဲချီရမှာပေါ့ဟုတ်တယ်ဗျာဒီသဘောတရားကိုပို့ပြီးရှင်းလင်းတော့အောင်စာအုပ်ထဲမှာဝန်ထမ်းတွေကိုအဓိကအမျိုးအစား၅မျိုးခွဲခြားပြထားတာလေးကိုဆွေးနွေးကြည့်အောင်ဒီလိုခွဲခြားမှုကအလုပ်ရှင်တွေအတွက်ကိုကျင်စာတရားနဲ့လုပ်ငန်းရည်မှန်းချက်ကြားမှာမျှတအောင်ထိန်းကျောင်းပေးနိုင်စွမ်းရှိတယ်ရှင်ဟုတ်ကဲ့ပထမတစ်မျိုးကတော့ superstar သို့မဟုတ်ထိပ်တန်းဆွမ်းဆောင်ရှင်တွေလို့ဆိုပါတယ်သူတို့ကကုမ္ပဏီကမျှော်မှန်းထားတာထက်ကိုအများအားပိုပြီးလှုပ်ဆောင်နိုင်စွမ်းရှိတဲ့သူတွေပေါ့အစီရင်ခံစာတစ်ခုတောင်းလိုက်ရင်နောက်ဆက်တွဲအချက်လက်တွေပါအပေါ်ဆောင်ပြင်ဆင်လာတတ်တဲ့လူမျိုးတွေလေမှန်တာပေါ့ဗျာဒုတိယမျိုးစားကတော့ up and comer လို့ခေါ်တဲ့အလားအလာရှိသူတွေပါသူတို့ကတော့အလုပ်ကိုကောင်းကောင်းလုပ်နိုင်တယ်ဒါပေမဲ့ superstar တယောက်လို့တော့ပြည့်စုံတဲ့အဆင့်ကိုမရောက်တည်လို့ရှင်တိုးတော်လည်းအနှဲငယ်လေးလမ်းညွန့်တွန်းအားပေးလိုက်ရုံနဲ့တင်ထိတ်တန်းအဆင့်ကိုအလွယ်တကူရောက်လာနိုင်တဲ့သူတွေပါတတိယမျိုးစားကတော့ bench warmer လို့ခေါ်တဲ့အရန်လူသို့ဖို့တာမန်စွမ်းဆောင်ရည်ရှိသူတွေလို့ဆိုထားတယ်ဗျာသူတို့ကပုံမှန်လုပ်တော့ပြီးမြောက်အောင်လုပ်နိုင်ကြပါမယ်စ조사မှုအပိုင်းမှာအလဲလက်အစင်ပါပဲရက်တန့်နေကြတယ်သူတို့ကအများစုပဲနော်ဟုတ်တယ်ဗျာဒီအဖွဲ့ကနည်းနည်းစိတ်ဝင်စားစရာကောင်းတယ်အလုတ်ကလည်းမပြုတ်ထူးထူးချွန်ချွန်လည်းမဖြစ်နဲ့ဆိုတော့မန်နေဂျာတွေကသူတို့ကိုတက်ပြီးဂရုမစိုက်ပဲပစ်ထားကြတယ်လေအဲ့ဒါကလုပ်ငန်းခွင်တွေမှာအဖြစ်များဆုံးအမှားတစ်ခုပါပဲရှင်တကယ်တော့ Bench Warmer ဆိုတဲ့အလဲလက်တန်းစားဝန်ထမ်းတွေဟာခုနပြောသလိုပဲကုမ္ပဏီတစ်ခုမှာလူကြီးအများဆုံးဖြစ်နေတတ်ပါတယ်ဆိုတော့သူတို့ကိုပစ်ထားလိုက်ရင်ကုမ္ပဏီတက်နစ်နာတာပေါ့လုံးဝနစ်နာတာကောရှင်သူတို့ကိုထိရောက်တဲ့အားပေးစကားတွေလိုအပ်တဲ့တင်တန်းနေပေးပြီး
အပန်ကမအရှင်းကိုရောက်လာစေဖို့မန်နေဂျာတွေကမဖြစ်မနေစူးစမ်းအားပေးရပါမယ်အလဲအလားအရှင်းလူများစုကိုမှန်ကန်တဲ့တွန်းအားပေးနိုင်ခြင်းကအဖွဲ့အစည်းတစ်ခုလုံးရဲ့အောင်မြင်မှုကိုတိတိကျကျကြီးမားသွားစေနိုင်လို့ပါ သဘောပါပြီဗျာစစ်တုတဲ့မျိုးအစားကတော့ weak link သူမဟုတ်စွမ်းဆောင်ရဲ့ကြာစင်းနေသူတွေပါသူတို့ကတော့အလုတ်တာမင်းတို့ပြည့်မြောင်မလုပ်နိုင်ကြလို့အကူအညီတွေပြုပြင်ပြောင်းလဲမှုတွေအလွန်မြင့်လိုအပ်နေတဲ့သူတွေဖြစ်ပါတယ် ဟုတ်ကဲ့အဲ့ဒီ weak link တွေလို့အချိန်မီမပြုတ်ပြင်ပေးနိုင်ရင်တော့နောက်ဆုံးပန်ကျမမျိုးစားဖြစ်တဲ့ headed for the door လို့ခေါ်တဲ့အလုတ်ထုတ်ခံရမယ့်လမ်းစာပေါ်ရောက်နေသူတွေဖြစ်သွားပါတော့မယ် စွမ်းဆောင်ရဲ့လုံးဝလက်ခံနိုင်စရာမရှိတော့တဲ့အခြေအနေမျိုးอ่ะ ဟုတ်တယ်ရှင်အချောင်းဝန်ထမ်းတွေကိုပါထိခိုက်လာစေတဲ့အခြေအနေမျိုးရောက်နေပြီမို့အလုတ်ကနေရက်ဆက်ဖို့ပဲကြံပါတော့တယ် ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီဗျာဝန်ထမ်းတယောက်ကိုအလုတ်ထုတ်ရတော့မယ်ဒါမှမဟုတ်စွမ်းဆောင်ရဲ့အလွန်ညံ့တယ်လို့မှတ်တမ်းတင်ရတော့မယ်ဆိုရင်တတိထားရမယ့်ချက်တစ်ခုရှိလာပြီ ဘာများလဲရှင် စောက်ထဲမှာတကယ်ကိုရေးရပေမဲ့အရန်လေးနဲ့တဲ့တဘောတရားတစ်ခုကိုတင်ပြထားတယ်ဗျာအဲ့ဒါကတော့ CYA ဆိုတဲ့အယူဆပါ အော် cover your posterior with paper ဆိုတာလေ ဟုတ်တယ်ဗျာစာရွက်စာတမ်းထောက်ထားတယ်နဲ့ကိုလုံးကျွမ်းအောင်အကာအကွယ်ယူထားပါပေါ့ရုပ်ရှင်တွေထဲမှာဆိုရင်တော့တထဲကဒေါက်တာဒီကြီးနဲ့မင်းကိုအလုပ်ထုတ်လိုက်ပြီးအခုချက်ချင်းထွက်သွားလို့အလွယ်တကူအော်ပြော့လဲတာမျိုးတွေ့ဖူးကြမှာပါ ဟုတ်ပါဝန်ထမ်းကစကူချက်ဖားလိုက်ပိုက်ပြီးထွက်သွားရတာပေါ့ ဒါပေမဲ့လက်တွေကဘာမှာအဲ့လိုလွယ်လွယ်လို့မရဘူးလေဗျာလက်တွေမှာကအလုသမားခွင့်ရေးဆိုင်ရာဥပဒေတွေရှေ့နေတွေနဲ့အလုသမားတက်မကာတွေရှိနေတယ် မှန်ပါတယ်အထောက်ထားမခိုင်လုံမဲ့အရေးယူမိရင်ကုမ္ပဏီညင်နဲ့ကြီးမားတဲ့တရားစွဲဆိုမှုတွေနဲ့ရင်ဆိုင်ရနိုင်တယ်လေ ဒါကြောင့်အဲ့ဒီ C1A ဆိုတဲ့စာရွက်စာတမ်းအထောက်ထားတွေလိုအပ်လာတာပေါ့ ဥပဒေရေးရာအရာကြည့်မယ်ဆိုရင်အကဲဖြတ်မှတ်တမ်းတွေရေးတဲ့အခါရှောင်ကျင်ရမယ့်အချက်တွေကအလွန်ကိုတိကျပါတယ်ရှင်ဝန်ထမ်းတွေဥကိုအကဲဖြတ်တဲ့အခါမှာအလုံးနဲ့မသက်ဆိုင်တဲ့ကိုရေးကိုတာအချက်အလက်တွေကိုလုံးဝကိုထည့်သွင်းစဉ်းစားလို့မရဘူး ဘလို့ချက်မျိုးတွေလဲဗျာ ဥပမာဝန်ထမ်းရဲ့အသက်အရွယ်ရာဇဝင်မှုမှတ်တမ်းအိမ်တော်ရေးကိုလက်အင်္ဂါချွယွင်းမှုနိုင်ငံရေးခံယူချက်လူမျိုးဘာသာရေးလိင်စိတ်ခံယူမှုနဲ့ကိုအလေးချိန်စတဲ့အချက်တွေပါပဲဒါတွေကိုအကဲဖြတ်မှုမှာလုံးဝထည့်သွင်းမပြောဆိုရဘူးလို့သတိပေးထားပါတယ် ဒါပေမဲ့လေတချို့မန်နေဂျာတွေကသဘောယူနဲ့အကြံပေးခြင်းလို့ပြောမိတာမျိုးတွေရောမရှိနိုင်ဘူးလား ဘယ်လိုမျိုးလဲရှင် ဥပမာဗျာမင်းကအခုမှအိမ်ထောင်ချက်ကစားဆိုတော့မိသားစုကိုအချိန်ပေးနေရလို့အလို့မှတိတ်အာရုံမဆိုင်နိုင်ဘူးဖြစ်နေတယ်ဆိုပြီးစေတနာနဲ့ထောက်ပြလိုက်တာမျိုးပေါ့ ဟိုအဲ့အင်မတင်အန်ဒီရများတဲ့ဥပဒေရေးရာမိုင်းခွင်တစ်ခုကိုနင်းလိုက်တာပါပဲရှင်စေတနာနဲ့ပြောတာဖြစ်စေတိုက်ဆိုင်လို့ပြောတာဖြစ်စေအလုံးနဲ့မသက်ဆိုင်တဲ့အိမ်ထောင်ရေးအခြေအနေကိုအကယ်ဖြောက်မှုမှာတွားထည့်လိုက်တာဟာဥပဒေကြောင်းအရခွေးခြားဆက်ဆံမှု discrimination အဖြစ်အလွယ်တကူတရားစွဲဆိုခံရနိုင်ပါလေ ဟာတော်တော်တတိထားမှာပဲ ဟုတ်တယ်ရှင်ဝေဖန်မှုလုပ်ရမှာလဲဝေဝါးတဲ့စကားလုံးတွေမသုံးပဲတိကျတဲ့တာတကတွေပြဖို့အရေးကြီးပါတယ် ဥပမာဒူမကအချိန်မစီမံတတ်ဘူးလို့ရေဖြူဖြေပြောတာမျိုးပေါ့အဲ့ဒါကဥပဒေအရခိုင်လုံမှုမရှိဘူးလေ မှန်ပါတယ်အဲ့လိုပြောမယ့်အစားပြီးခဲ့တဲ့3လအတွင်းအရေးကြီးတဲ့အယောင်အစည်းအခံစားပေးပို့ဖို့နောက်ဆုံးရက်4ချိန်တိတိပြက်ကွက်ခဲ့တယ်လို့အတိအကျမှတ်တမ်းတင်ရမှာဖြစ်ပါတယ် ကဲခုဆိုရင်အကယ်ဖြတ်တဲ့အခါရှောင်ရမယ့်ဥပဒေရေးရာကိစ္စတွေကိုတည်သွားကြပြီဆိုတော့တကယ်လက်တွေ့အကယ်ဖြတ်ဆွေးနွေးပွဲတစ်ခုကိုဘလို့စတင်မလဲဆိုတာကိုစဆွေးနွေးကြည့်အောင်ဗျ South ထဲမှာပါတယ်တွင်းရေးအကြံပြုချက် insider tips တွေကတော်တော်လေးအသုံးဝင်နေရှင် ဟုတ်တယ်အဲ့ဒီမှာမေးစရာရှိလာတာကမဆွေးနွေးခင်မှာဝန်ထမ်းတွေကိုယ်တိုင်မိမိကိုယ်ကိုအကဲဖြတ်စေခြင်း self evaluation လုပ်ခိုင်းတာကဘာကြောင့်အရေးကြီးတယ်လဲဆိုတာပါပဲ ဒါကဝန်ထမ်းကသူ့ကိုယ်သူဘယ်လိုမြင်လဲဆိုတာနဲ့ manager ရဲ့အမြင်ဘယ်လောက်ကွာဟနေလဲဆိုတာကိုကြိုတင်သိရှိနိုင်ဖို့ပါရှင်ဝန်ထမ်းကသူ့ကိုယ်သူ superstar ကိုထင်နေပြီး manager ကသူ့ကို weak link လို့မြင်နေရင်မင်းလာချင်းဆိုင်တွေ့တဲ့အခါပြဿနာတက်နိုင်တယ်လေ ဂျိုတင်တီထားတော့ပြင်ဆင်လို့ရတာပေါ့ပြီးတော့ဆွေးနွေးပွဲကိုအဆင့်ဆင့်ဘယ်လိုသွားမလဲဆိုတာလေသိဖို့လိုတယ်အဓိကအဆင့်၅ဆင့်ရှိတယ်နော် ဟုတ်ပါတယ်ရှင်ပထမအဆင့်ကတော့ summary လို့ခေါ်တဲ့အနှစ်ချုပ်မှာဆွေးနွေးပွဲစဆက်ချင်မှာပဲဝန်ထမ်းရဲ့အထွေထွေစွမ်းဆောင်ရဲ့အခြေအနေကိုပွင့်လင်းလင်းရှင်းပြရမှာပါ ဒီနေ့မှာစာအုပ်ကသတိပေးထားတာကလာစာတိုးပေးမဲ့ကိစ္စကိုအခုချိန်မှာလုံးဝမပြောရသေးဘူးလို့ဆိုပါတယ် မှန်ပါပဲအကယ်၍ဆွေးနွေးပွဲစဆက်ခြင်းမှာလာစာတိုးတယ်လို့ပြောလိုက်ရင်ဝန်တာပါပြီးနောက်ပိုင်းဆက်ပြောမဲ့သူ့ရဲ့အားနည်းချက်တွေကိုဂရုစိုက်နားထောင်တော့မှာမဟုတ်ဘူးလေ
ဟုတ်တယ်ဗျာမတိုးဘူးဆိုရင်လေစိတ်သက်ကြပြီးနောက်ဝဲတော့မှာမဟုတ်ဘူး ဒါကြောင့်လစာကိစ္စကိုတိကျအရင်ယူဆွေးနွေးတဲ့လို့ရှင်းပြထားတာပါရှင် ဒုတိယဆင့်ကတော့ strength တို့မဟုတ်အားသာချက်များပါမကောင်းကျိုးတွေကိုမပြောမီအားသာချက်တွေကိုအရင်ချီးကျူးရမယ်ပေါ့ပြီးမှတတိယအဆင့် weaknesses ဆိုတဲ့အားနည်းချက်တွေကိုပြောရမယ် အားနည်းချက်တွေပြောတဲ့အခါပြုပြင်ရမယ့်အချက်တွေကိုတိတိကျကျပြောဖို့လိုပါတယ်ရှင်စတုထအဆင့်ကတော့ feedback တို့မဟုတ်တုံ့ပြန်ချက်ပါ အဲ့ဒါကဝန်ထမ်းရဲ့စကားကိုပြန်ပြီးနားထောင်ပြရမယ်ချင်းပေါ့ ဟုတ်တယ်ရှင်ပြီးတော့နောက်ဆုံးပင်စမအဆင့်ဖြစ်တဲ့ closing အပိုင်းမှာတော့နေကုန်းချိုအညီနဲ့အပြုတ်သဘောဆောင်တဲ့မှတ်ချက်လေးတွေနဲ့အဆုံးသတ်ပေးရမှာပါ ဒါဆိုရင်ဒါတွေအလုံးကဘာကိုဆိုလိုတာလဲဗျာစောက်ထဲမှာဖော်ပြထားတဲ့သုံးလုံးရမယ့်စကားစုတွေအကြောင်းနည်းနည်းပြောပြပါလားအရေးသွေးပိုင်း qualitative နဲ့အရေးအတွက်ပိုင်း quantitative အခေဖြတ်မှုတွေမှာဘယ်လိုကွာခြားလဲပေါ့ ဟုတ်ကဲ့ဥပမာ qualitative လို့ခေါ်တဲ့စံတစ်တီထွင်နိုင်စွမ်း creativity မျိုးကိုအခက်ဖြတ်ရမှာတော့အယံဖန်တီးညံကောင်းတယ်လို့ပြောမယ့်အစားပုံမှန်လို့ရုပ်စင်နေတဲ့ခွဲထွက်ပြီးအခက်ခဲတွေကိုဖြည့်ရှင်းမှုနီးလန်းတစ်တွေအမြဲတမ်းရှာဖွေနိုင်တယ်လို့သုံးနှုန်းလိုက်ရင်ပိုပြီးတိကျလေးနက်သွားပါတယ်ရှင့် ရှင်းနေတော့တာပေါ့ quantitative လို့ခေါ်တဲ့အချိန်စီမံခန့်ခွဲမှု time management မျိုးမှာဆိုရင်တော့ အဲ့မှာတော့ငငယ်အချက်အလက်တွေပါလာနိုင်တယ်ရှင့်တမတ်ချတဲ့အချိန်စီအတွင်းမှာလုပ်ငန်းတာဝန်တွေကိုရာခိုင်နှုန်းပြည့်အမြဲတမ်းပြည့်မြောက်အောင်ဆောင်ရွက်နိုင်တယ်ဆိုပြီးကွက်ပြပြအခက်ဖြတ်ဖို့ပြမှာဖြစ်ပါတယ် ဒါဆိုရင်ဒီအချက်ကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုပေါ်ထွက်လာစေပါတယ်ဗျာစွမ်းဆောင်ရည်ညံ့ဖျင်းလူတွေကိုအလုတ်ထုတ်မဲ့အစားဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာပါပဲ အဲ့ဒီအတွက်တိုးတက်မှုစီမံကိန်း improvement plan တစ်ခုရေးဆွဲပေးရမှာမရှင်ဒီစီမံကိန်းမှာမရှိမဖြစ်ပါဝင်ရမယ့်အချက်၃ချက်ရှိပါတယ် ဘာတွေများလဲဗျ ပထမတစ်ချက်ကတော့တိကျတဲ့ရည်မှန်းချက်များ specific goals ပါရေပြူးရန်ဆန်ဆန်အလုပ်ပို့စူးစမ်းပါလို့မပြောပဲဥပမာမက်ဆီကထွက်မဲ့စာရွက်စာတမ်းတွေမှာစာလုံးပေါင်းအမလုံးဝမပါဘူးဆိုတော့ပြတ်သားတဲ့ပန်တိုင်မျိုးချပေးရမယ် ဒုတိယချက်ကတော့ ဒုတိယချက်ကတော့လုတ်ဆောင်ရမယ့်အဆင့်များ specific steps ပါရှင်အဲ့ဒီရည်မှန်းချက်ရောက်ဖို့ဘာတွေလုပ်ရမလဲဆိုတာကိုအသေးစိတ်ဆွဲပေးတာပါ ဟုတ်စာမထိုးခင်အရင်စစ်ကြမယ်ဆိုတာမျိုးပေါ့ ဟုတ်တယ်ရှင်တတိယချက်ကတော့တိုင်းတာမဲ့နည်းလမ်းများ specific methods for measuring ဖြစ်ပါတယ်တိုးတက်လာမှုရှိမရှိကိုဘယ်လိုတိုင်းတာမလဲဆိုတာကြိုတင်ပြတ်ထောင်ရပါမယ် ဥမာတပတ်အတွင်းမအောင်မှာအမားဘလူးကိုပဲပါမဆိုပြီးတိတိကျကျတတ်မှတ်ပေးရတာမျိုးပေါ့အခုဆိုရင်ကျွန်တော်တို့ဆွေးနွေးမှုလဲတော်တော်လေးပြည့်စုံသွားပြီဆိုတော့ဒီကနေ့လေ့လာစမ်းစစ်မှုအစီအစဉ်ရဲ့အဓိကကောက်နှုတ်ချက် key takeaways ကိုပြန်ပြီးအနည်းချုပ်ကြည့်အောင်ဗျာ ဟုတ်ကဲ့ရှင်အကောင်းဆုံးအကိတ်ဖြစ်မှုတစ်ခုရဲ့မန်တိုင်တွေကတော့ရှင်းလင်းပြတ်သားမှု clarity တိကျတဲ့တာတွေကများ specific examples နဲ့တရားမျှတမှု fairness တို့ပဲဖြစ်ပါတယ် မှန်တာပေါ့နားဆင်သူများလေ့လာသူများအနေနဲ့အခြားသူတွေကိုအကဲဖြတ်ရမယ်ခေါင်းဆောင်တဦးဖြစ်စေအကဲဖြတ်ခံရမယ်ဝန်ထမ်းတဦးဖြစ်စေဒီစနစ်တကျရှိတဲ့လုပ်ငန်းစဉ်တွေကိုနားလည်ထားခြင်းအပြင်လုပ်ငန်းခွင်စပ်ပရိုက်ပြောဆိုမှုဒီကိုမြတ်စွာတိုးတက်လာစေနိုင်မှာဖြစ်ပါတယ် ဟုတ်ပါရှင်နောက်ဆုံးတွေ့တော့ဖွေရလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်အကင်းဝေးစနစ်ကြပြီးဓမ္မတိထန်ကြတဲ့အကေဖြတ်မှုစနစ်တစ်ခုကဒါ bench warmer အရန်လူတစ်ယောက်ကို superstar ထိပ်တန်းဆွမ်းဆောင်ရည်တစ်ယောက်ဖြစ်လာအောင်အဖြစ်အပြုံးလေးပြနိုင်ဆွမ်းရှိတယ်ဆိုရင် စီမံခန့်ခွဲသူတွေရဲ့ညံ့ဖျင်းတဲ့ဆက်သွယ်ပြောဆိုမှုတွေကြောင့်ဒါအလဟဆာဆုံရှုံသွားရတဲ့လူသားအရင်းပြစွမ်းရည်တွေအလုတ်ခွင်တိုင်မှာဘလုတ်တောင်များပြနေမလားဆိုတာ တကယ်ကိုဆက်လက်တွေးတောစရာအဖြစ်မိခွန်းထုတ်ခြင်းပါတယ်ရှင် ဟုတ်ကဲ့ပါဗျာဒါဆိုရင်ဒီကနေ့လေးလာဆန်းစစ်မှုအစီအစဉ်ကိုဒီနေရာမှာပဲရန်နှောင်းခွင့်ပြုပါအားလုံးကိုကျေးဇူးတင်ပါတယ်